အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တရက်ချင်းတော့ရယ်ဒေါ်လာဖက်တော့ရယ်ခါချက်ဥတော့ရယ်တခွားတီတော့ရယ်တော့ပြန်မှာဖြစ်ပါတယ်ဒါကတော့ New Year မှာတော့ငါလောအားဝင်ကိုရင်းနဲ့ရိုက်ဖြစ်တဲ့ဗီဒီယိုလေးဖြစ်ပါတယ်တရက်ချင်းတော့ပါပါဝင်မှာကတော့ရေတေချာဆေးထားတဲ့တရက်ချင်းရယ်ပြင်ကော်ပီတို့ပပလေးထားတဲ့ဟာရယ်တက်သွန်နီရယ်ညီပဲထောင်းရယ်ပေါ့နော်ငှုတ်သီးစိမ့်ရယ်ပဲဖြစ်ပါတယ်ဒါတွေအဓိကပေါ့နော်ပြီးလို့ရှိရင်ငှုတ်သီးအကျက်မော်လည်းပါတယ်ပြင်တက်သွန်ကြော်ရယ်ပေါ့နော်အဲ့ဒါလေးလည်းပါပါတယ်ပြီးတော့ကင်မအရသာပေါ့နော်အရသာထည့်နေရဖြစ်ပါတယ်ဒါပြီးလို့ရှိရင်ခုနကျက်သွန်ကြော်ထည့်တယ်ပြီးတော့ငရုတ်သီးလှော်မှုပေါ့နော်အဲ့ဒါတစ်ထုပ်လုံးထည့်လိုက်ပါတယ်ပြီးတော့စီပေါ့နော်စားထည့်ပါတယ်ပြီးတော့အားလုံးသမအောင်နေလိုက်ပါတယ်ပြီးကင်မတော့အရသာမြည်ကြည့်ရအခါမှာထပ်ပြီးတော့ပေါ့နော်စားရယ်ပေါ့နော်ပြီးတော့ငရုတ်သီးကျက်မှုတစ်ထုပ်လုံးအားလုံးတဘောတူညီမှုနဲ့ထည့်လိုက်ရပေါ့နည်းနည်းတော့ဆက်သွားတယ်ပေါ့နော်ဒါပေမဲ့အရန်ဆက်လို့ကောင်းပါတယ်ဆက်ဆက်လေးနဲ့ချင်းလေးနဲ့ပြီးတော့စီလက်ထပ်ထည့်ပါတယ်ဆိုတော့အားလုံးသမအောင်နဲ့ပြီးတော့ပြီးဆိုလို့ရှိရင်တော့နော်ဒီချင်းတုပ်လေးရပါပြီရှင်ကဲပြင်ဒါကြောင့်ကင်ကျတဲ့ပုံစံနဲ့တုပ်ထားတဲ့လက်ဖက်တုပ်ပေါ့နော်ဘာတွေပါမလဲဆိုလို့ရှိရင်ချက်သွန်နေပါတယ်ပြီးတော့ဒါကတော့ဂျင်းပါဂျင်းကတော့ကင်ဒီလိုပြားလိုက်လေးပဲလှီးထားပါတယ်ပြီးလို့ရှိရင်တော့ခရမ်းကျင်သည်ပေါ့နော်အဲ့ဒါအားလုံးကိုသုံးမဲ့စလုံးလေးကိုထည့်ပြီးတော့မှအမဲချောက်ပေါ့နော်အမဲချောက်လည်းကင်နည်းနည်းထပ်ထည့်လိုက်ပါတယ်ညှက်ပြီးတော့မှထည့်လိုက်ပါတယ်ပြင်ဒါကျတော့အိမ်နောက်ဖေးကပူစင်နန်နဲ့နန်နန်ပင်ထည့်နေရဖြစ်ပါတယ်ပြီးလို့ရှင်ပဲကြော်ကျွကျွရွာလေးရေကိုရနှက်ထားတဲ့လက်ဖက်ပေါ့နော်အဲ့ဒါရထည့်ပြီးတော့မှစီကတော့ကင်ထော့ဘတ်စီထည့်လိုက်ပါတယ်ပြီးလို့ရှင်အရသာအတွက်ကတော့စားရယ်အသားမုတ်ပေါ့နော်အရသာမုတ်ရထည့်ပြီးတော့မှသမအောင်နေလိုက်လို့ရှင်တော့ကင်စားချက်နဲ့ပုံစံနဲ့တုပ်ထားတဲ့တော်လက်ဖက်တုပ်လေးရပါပြီရှင်ပြီးနောက်တစ်မျိုးကတော့ခါချက်ဥတုပ်ပေါ့နော်ဥနီတုပ်ပဲဖြစ်ပါတယ်ဘာတွေပါမလဲဆိုတော့ဥနီရဲ့တံပရာသီးရဲ့နနန်ရဲ့တခွားသီးရဲ့ကင်းကျင်သီးရဲ့ကျစ်သွန်နီရဲ့ကိုဗီတုပ်ရဲ့ပဲဖြစ်ပါတယ်ဒါကတော့မြေပဲကြော်ပြီးတော့မှထောင်းထားပါတော့ပြီးလို့ရှင်စီချက်ထည့်ပါတယ်ပြီးတော့အစပေါ့နော်ဒါစားထည့်ပါတယ်ပြီးလို့ရှိရင် onion ပေါ့နော်ကျစ်သွန်နီအမှုတ်ရယ်ပြီးလို့ရှိရင်ကျစ်သွန်ဖြူမှုတ်ပေါ့နော်ပြီးတော့တံပရာသီးတော့များများထည့်လိုက်ပါတယ်ချင်းလေးပေါ့နော်အားလုံးတမအောင်နဲ့ပြီးတော့ပြီဆိုလို့ရှိရင်အရသာမြည်ကြည့်ပြီးတော့မှလိုတာလေးထပ်ထည့်ပြလိုက်လို့ရှိရင်တော့စားလို့ကောင်းတဲ့ခါကျုပ်တုပ်လေးရပါပြီပြင်ဒါကြတော့တခွားသီးတုပ်ပေါ့နော်တခွားသီးအတွက်ကတော့ကဲမှတခွားသီးတစ်လုံးသုံးထားတယ်သူအခွန်တင်ပြီးတော့မှချစ်ထားလိုက်တယ်ပေါ့နော်ပြီးတော့ကဲမှခရမ်းကျင်သီးတစ်လုံးသုံးပါတယ်ပြီးလို့ရှိရင်ကျက်သွန်နေတစ်ချမ်းပေါ့နော်အဲ့ဒါတွေကိုပြင်ထားလိုက်တယ်ပြီးရင်ခုနကချစ်ထားတဲ့ဒီတခွားသီးထဲပေါ့နော်ကျက်သွန်နေရခရမ်းကျင်သီးရထည့်တယ်မြေပဲထောင်းထည့်တယ်ပြီးရင်စီကျက်သွန်နေစီကျက်ရပြင်စားရအရသာမှုတ်ရပြီးတော့တံပရာရပေါ့နော်ညှိလိုက်လို့ရှင်တော့စားတော့လည်းကောင်းတယ်လို့ရလည်းလွယ်တဲ့တခွားသီးတုပ်လေးရပါပြီကဲဒီလောက်ပါပဲရှင်ကျေးဇူးများတင်ပါတယ်အားလုံးပဲတတား